ရှုံးလိုက်နိုင်လိုက်နဲ့ချယ်ဆီတို့ကတော့ဟုတ်နေပါပြီ။ချယ်ဆီတို့ကတော့ရှုံးလိုက်သေးကြားလိုက်ပြန်နိုင်လိုက်နဲ့ခြေစွမ်းကတော်တော်လေးကိုမငြိမ်သေးပါဘူး။ကစားမကြီးစုံမင်းမဲ့လဲတချို့ပွဲတွေကြာရင်ချယ်ဆီကခြေစွမ်းတော်လေးကိုစိုးရတာပါ။ဒါပေမဲ့ချယ်ဆီကတော့အခုအေဗာတန်နဲ့ပွဲလာနိုင်တဲ့ပွဲမှာနိုင်ရသေးတာကတော်သေးတယ်လို့ပြောရမှာဖြစ်ပါတယ်။အိုမာယူနိုက်တက်အိမ်ကွင်းမှာရှုံးတဲ့အေဗာတန်ကိုချယ်ဆီကနေရက2စီးနဲ့အိမ်ကွင်းမှာဂိုးပြန်နိုင်တာမျိုးဖြစ်ပါတယ်။နောက်တော့လက်ရှိမှာကိုပါမာလည်းပြန်ပါလာတော့ချယ်ဆီတို့အတွက်ကတော့တကယ်ကိုမှအားတစ်ခုဖြစ်ပါတယ်။မန်စီးတီးကြကသူတို့စီရောက်မှရွှေဖြစ်နေတော့နီးပြကိုယ်တိုင်ကလည်းတန်ဖိုးထားတာပါ။ပမကလည်းတန်ဖိုးထားသလောက်ရှေ့ကောင်းပြပါတယ်။မနေ့ညပွဲမှာ58မိနစ်ပဲကစားရတာတောင်မှ rating 7.7 ရအောင်ထိသူကကစားပြခဲ့ပါတယ်။ဒီတော့ဘာမှလည်းချယ်ဆီချေယူဖြစ်တဲ့အချိန်မျိုးတွေမှာအသင်းရဲ့ကယ်တင်ရှင်လေးပါပြီ။နောက်တော့ဂတ်စတိုလိုကစားမမျိုးကလည်းလက်ရှိမှဆိုရင်အန်ဆိုဖာရန်ဒက်စ်တို့လိုပဲချယ်ဆီအတွက်မရှိမဖြစ်ကစားမတူဖြစ်ပါတယ်။300ကစားနေတဲ့ဒီကစားမကမနေ့ညကအေဗာတန်နဲ့ပွဲမှာဆိုရင်ယူမတက်ကောင်းပြခဲ့တာပါ။နောက်တော့ Reece James ကလည်းသူ့ရဲ့ဝက်ဖဲနေရာဖြစ်တဲ့ကွင်းလယ်အဖြတ်လုံနေရာမျိုးထိတက်ကစားပြီးအသင်းကိုရှယ်အကျိုးပြုခဲ့ပါတယ်။အဲဒါကြောင့်လူမျိုးအည်သွေးရှိတဲ့ကစားမတွေနဲ့ကစားနေရတာတောင်မှအခုလက်ရှိမှာချယ်ဆီကခြေယူဖြစ်နေတယ်ဆိုတော့စဉ်းစားလို့တောင်မရပါဘူး။အဓိကအခုလိုဖြစ်ရတာကတော့နီးပြကြောင်ပဲထင်ပါတယ်။နီးပြကကြောင်ဖတ်တဲ့ပွဲမျိုးတွေကြာရင်ကစားမတွေကလည်းသူတို့ကစားရင်တဲ့ပုံစံမျိုးမကစားရဘဲနဲ့အကုန်လုံးတိုင်ပတ်ကုန်ကြတာခြေစွမ်းတွေကလည်းကြိုးကြောင်တွေဖြစ်ကုန်ကြတာဖြစ်ပါတယ်။ဒါပေမဲ့ချာလိုဗာနဲ့ဖိုဖာနာတို့လိုကစားမတွေရှိနေတာကလည်းချယ်ဆီအတွက်ကန်ကောင်းရင်တပါပါပြီ။ဒါပေမဲ့တစ်ချက်သူတို့တိုင်ပတ်ပြီဆိုရင်လေချယ်ဆီတို့ကလီဒိုအက်တလန်တာတို့ကိုမရှုံးသင့်တဲ့အသင်းတွေကိုတောင်မှတိုင်ပတ်ပြီးတော့ရှုံးတာဖြစ်ပါတယ်။အဲ့တော့ဒီကပြောချင်တာကချယ်ဆီကဖလားစုံတာရဖို့ပေမဲ့ခြေစွမ်းတည်ငြိမ်တဲ့ level ကိုတော့မရောက်သေးပါဘူး။အမှတ်ပေးဖလားကိုရယူတဲ့နေရာမှာဒါကအဓိကပြဿနာဖြစ်ပါတယ်။အဲဒါကြောင့်လေတပွဲတို့တွေကောင်းပြလို့ရတဲ့ကလပ်ကပဖလားတို့ Conference League တို့လိုဖလားပွဲမျိုးတွေမှာချယ်ဆီကလွယ်ကူနေတာဖြစ်ပါတယ်။ဒီတော့ချယ်ဆီကအရင်ချင်းကြီးလို့မရသေးပါဘူး။ quality player တွေရှိနေသည့်တိုင်အောင်အခုလိုဖြစ်နေတာကြီးကတော့တကယ်ဆိုရင်မမိုက်ပါဘူး။အသင်းကြီးအသင်းအနေနဲ့လည်းမဖြစ်သင့်ပါဘူး။နောက်တော့တချို့ဆိုရင်ငါတို့ချယ်ဆီကညတဲ့လို့ဖြစ်သွားလို့မရဘူးဆိုပြီးပြောတာမျိုးတွေတောင်မှရှိပါတယ်။ဥပမာအသင်းကထွက်တဲ့ကစားမတွေတခြားအသင်းမှာချယ်ဆီမှာတော့ငါထက်ပိုကောင်းသွားကြတာမျိုးတွေကိုပြောတာဖြစ်ပါတယ်။နောက်တော့နီးပြကလည်းကစားဖို့မမှန်သေးပါဘူး။တသမတ်ထဲတည်ငြိမ်ပြီးတော့ပြိုင်ဘက်ကိုကြောင်းလန့်စီမဲ့ဟန်တစ်ခုကိုချယ်ဆီတို့မပိုင်ဆိုင်သေးပါဘူး။အဲ့တော့ဖလားစုံနေတဲ့ချယ်ဆီကကိုပိုင်တည်ငြိမ်တဲ့မန်တစ်ခုနဲ့ပြိုင်ဘက်ကိုမချောင်းလန့်နိုင်သေးပါဘူး။အဲဒါကြောင့်အခုအေဗာတန်နဲ့ပွဲလုံမျိုးတွေနိုင်တာကိုချယ်ဆီဖန်တွေကအရန်ကြီးဖိတက်နေလို့မရသေးပါဘူး။ဖလားရဖို့ဆိုရင်တော်လေးကိုမှလိုပါသေးတယ်။ကစားမတွေလည်းစိတ်သက်ပိုင်းဆိုင်ရာလိုအပ်သေးတာဖြစ်ပြီးကစားမတွေအနေနဲ့ဖီတက်မှစွတ်ကန်ပြတာမျိုးတွေလည်းမဖြစ်ဖို့လိုအပ်ပါတယ်။ဒီတော့ကမ္ဘာချန်ပီယံကြီးကိုအထင်နဲ့ရမ်းမကြီးကြပါနဲ့အောင်လို့သာပြောလိုက်ချင်ပါ ರಿ